တခါကချစ်စရာကောင်းတဲ့ကြောင်လေး၃ကောင်ဟာသူတို့ရဲ့လက်အိတ်လေးတွေကိုပျောက်သွားလို့မိမိရေတားတို့လက်အိတ်လေးတွေပျောက်ကုန်ပြီဆိုပြီးငိုကြတဲ့မိမိကြောင်ကြီးကဘာလက်အိတ်တွေပျောက်တယ်ဟုတ်လားဒါဆိုရင်တော့မင်းတို့ကိုပိုင်မုံမကျွေးတော့ဘူးလို့ပြောလိုက်တာပေါ့ကြောင်လေးတွေဟာပိုင်မုံမစားရမှကြောက်လို့အိမ်ထဲရောအပြင်းမပါအနှံ့ရှောက်ရှာကြတယ်ခဏနေတော့လက်အိတ်လေးတွေကိုပြန်တွေ့သွားပြီးမိမိကြီးကြည့်ပါဦးတားတို့လက်အိတ်လေးတွေပြန်တွေ့ပြီလို့ဝမ်းနာအားရပြောကြတယ်မိမိကြောင်ကြီးကလည်းလိမ္မာလိုက်တဲ့ကြောင်လေးတွေကဲပိုင်မုံစားကြတော့လို့ပြောပြီးကျွေးပါတော့တယ်ကြောင်လေးတွေဟာပိုင်မုံတွေကိုအားရပါရစားလိုက်တာလက်အိတ်လေးတွေမှာပီးပိုးကုန်ပါလီရောမိမိကြီးတားတို့လက်အိတ်လေးတွေပီးကုန်ပြီလို့ဝန်ခံကြတယ်အဲ့ဒါနဲ့သူတို့ဟာလက်အိတ်လေးတွေကိုကိုယ်တိုင်တီးတီးချာချာရှော့ဖုတ်ပြီးခြောက်အောင်လှမ်းခဲ့ကြတယ်မိမိကြောင်ကြီးကလက်အိတ်တွေရှော့တက်လိုက်တာတခိခလီကောင်းလေးတွေပဲလို့ချီကျူးခဲ့ကြမှာပေါ့အဲ့ဒီနောက်မှာတော့ကြောင်လေးတွေဟာကကုံပွဲတွေတက်ကြအစားအသောက်တွေစားကြနဲ့အယမ်းပျော်ခဲ့ကြတယ်နောက်ဆုံးမှာတော့သူတို့ဟာမင်္ဂလာဆောင်ကြပြီးလက်ဆောင်တွေလည်းအများကြီးရခဲ့ကြတဲ့အခုဆိုရင်ကြောင်လေးတွေဟာလှပတဲ့အိမ်လေးမှာသူတို့ရဲ့မိသားစုတွေနဲ့အတူအီအီချမ်းချမ်းနေထိုင်သွားကြပါတော့တယ်အဲ့ဒီအိမ်မှာကြွက်တွေလည်းမရှိတော့လို့ကြောင်လေးတွေဟာအယမ်းကိုစိတ်ချမ်းသာနေကြတာပေါ့